2026ခုနှစ်အတွင်းမှာမှုခင်းတွေအများကြီးတွေကမှကြောက်စရာအကောင်းဆုံးသတင်းမြန်မာပြည်ကသတင်းခေတ်ကြီးကဘာခေတ်လဲဆိုလို့ရှိရင်ဒီနေ့တငယ်ချင်းမနှက်ဖြတ်ငါရှမ်းသူဒီနေ့ချစ်သူမနှက်ဖြတ်ငါရှမ်းသူအဲ့လိုခေတ်ကြီးနော်မော်ဘီမြို့မှာဖြစ်သွားတဲ့သတင်းရတော့လုံးဝကြောက်ဖို့ကောင်းတယ်ကြောက်တဲ့သူတွေရင်ထိတ်တဲ့သူတွေလုံးဝရှာမကြည့်ကြပါနဲ့လို့အကြံပေးခြင်းတယ်နော်ဖြစ်ပျက်သွားတဲ့အကြောင်းအရာကိုကိုဆိုင်ပြပြပေးမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်မော်ဘီမြို့မှာနော်ယောက်ျားနဲ့မိန်းမရန်ဖြစ်ကြတာအဲ့ဒါကိုယောက်ျားဖြစ်တဲ့သူကမိန်းမကိုဒေါ်ကာနဲ့လေဘင်းကိုဖျော်ကတ်ချလိုက်တာနော်လေဘင်းကိုဖျော်ကတ်ချလိုက်တာအဲ့ဒီယောက်ျားကမိန်းမရဲ့ခေါင်းကိုခေါင်းပြက်ကြီးကိုကင်ပြီးတော့ကတ္တရာလမ်းပေါ်ရှောက်လာတာကားတွေကလည်းမောင်းနေတာအိမ်မှာကားတွေကလည်းမောင်းနေတဲ့ဥစ္စာကို तू ကအဲ့ခေါင်းပြက်ကြီးကားလမ်းနှစ်ဖက်ရှိရလေဟိုဘက်ဒီဘက်လမ်းအလဲကောင်မြင်းချောင်းကြီးအလဲတိတ်မှာအဲ့ခေါင်းပြက်ကြီးကိုကင်ပြီးတော့အဲ့ခေါင်းပြက်ကြီးကိုသူ့ရှိထားပြီးတော့တမြင်ကွေးထားပြီးတော့ဓာကြီးနဲ့စိတ်တစားလိုသိမလား mental health ပုံစံမျိုးကွာသိမလားစိတ်တစားဆန်ဖြစ်သွားတာဆိုတော့နော်ကိုယ့်ရဲ့ရည်စားကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့ယောက်ျားဒီနေ့ခေတ်ကြီးမှာဘယ်သူမှယုံလို့မရတော့ဘူးနော်ဘယ်သူမှယုံလို့မရတော့ဘူးနော်အဲ့ဒါမျိုးကြောင့်ကိုယ့်ရဲ့လုံခြုံရေးဟာကိုယ်နဲ့ပဲသက်ဆိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်းကတ်တတ်ပါစေနေတဲ့ထိုင်တတ်ပါစေနော်ပြောတဲ့ဆိုတတ်ပါစေနော်လူချစ်အောင်ပြောလဲဒီပါဇက်လူမောအောင်ပြောလဲဒီပါဇက်အဲ့ဒါမျိုးကြောင့်မလို့အားလုံးနေတဲ့ထိုင်တတ်ကြပါစေနောက်တစ်ခုမေးချင်တာကဘာလဲဆိုလို့ရှိရင်ကိုချစ်လို့တောင်မှဇနီးသားမယားအဖြစ်ယူထားတဲ့မိန်းမကိုတလောက်ထိလုံးပြည့်နိုင်တဲ့အစွမ်းအစတွေ back energy တွေကဘယ်ကနေသူရတာလဲဘယ်လိုမျိုးဘာကြောင့်ဒီလိုမျိုးလုံးလို့ရအောင်ဒီဖြစ်သွားတာလဲဆိုတာတွေးလို့ရသလား comment မှာ share ပေးကြပါဦးနော်